City ကျွချန်နယ်လေးရတယ်ကျေးဇူးလိုက်ပါတယ်ဒီနေ့မှာတော့ဗောနော်လေဆောက်ရကိစ္စဆောက်ရဖြစ်ပါတယ်reply ပြပေးသွားမှာဗောနော်အကောင့်ဖွင့်နေလေးပြောပြပါဆိုတော့ဒီနေ့ပြောပြတာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ပါလဲ like and subscribe လုပ်ခဲ့ပေးဖို့လည်းမမေ့ခဲ့ပါနဲ့နော်ကဲဒါဆိုစလိုက်ကြရအောင်အကောင့် ID လေးလုပ်နေရကြတော့ဗောနော်တီတီချာချာတော့ပြလို့မရအောင်ဖြစ်နေတော့လေအကောင့်ဖွင့်ပြီးသွားတော့ဆိုတော့အကောင့်ဖွင့်လို့မရတော့ဒီတိုင်းပဲပြောပြအောင်ပါနော်အရင်ဆုံးပေါ့နော် menu tab လေးကိုဝင်ပါမယ်ပြီးလို့ရှိရင် props ထဲကိုဝင်ပါမယ် props ထဲကိုဝင်ပါမယ်ပြီးလို့ရှိရင်ပေါ့နော်ဒီလိုမျိုးမပေါ်ပါဘူးပေါ့နော်အဲ့ဒါအကောင့်ဖွင့်ပြီးသွားမလို့ပါပေါ့နော်ဒီအပြာရောင်ပေါ်မှာပေါ့နော် account creation လေးပေါ်ရိုက်မယ်အဲ့ဒါကိုနှိပ်ပါမယ်ပြီးလို့ရှိရင်အမဲရောင်အကွက်လေးနဲ့ပေါ်လာလေးပါမယ်ဒီအမဲရောင်အကွက်လေးထဲမှာဆိုလို့ရှိရင်ကိုယ်နာမည်ထည့်ရပါမယ်နာမည်ထည့်လိုက်ပါကိုကြိုက်တဲ့နာမည်အင်္ဂလိပ်နာမည်တွေကတော့သိမရပါဘူးပေါ့နော်ပဲရပါနော်မြန်မာရဲ့နာမည်တွေပဲရပါတော့အင်္ဂလိပ်နာမည်ကတော့ရချင်မှရမှာပေါ့နော်ပြီးလို့ရှိရင်ရပြီဆိုလို့ရှိရင်တော့ဒီမှာ ID လေးကိုကြိုက်လို့ထည့်လို့ရပါပြီ ID ထည့်နည်းလေးပါတခါလေးပြောပြအောင်ဆိုတော့ဗောနော်ပြောပြအောင်ပါဆိုတော့ဒီမှာဗောနော် search by props ID တဲ့ကိုလိုက်ပါဒါဆိုရင်ဒီမှာကိုလိုချင်တဲ့ ID လေးကိုထည့်လိုက်ပါဗောနော်ပြီးရင် okay လေးနဲ့ပြီးရင်ခဏစောင့်ဗောနော်ဒါဆိုပြီးသွားပါပြီဗောနော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်